ဆိုတော့ကျွန်တော်အနေနဲ့ဟိုပထမဆုံးပြောရင်ဒါအချစ်ပေါ့နော် Day in my life ကိုကမနက်6နာရီခွဲသွားပြီပုံမှန်တော့6ခွဲ9နာရီဆိုရင်အေးအားထားပြပါတယ် Okay ဒီနေ့ကတနေ့ကုန်ဘာလုပ်မလဲဆိုတော့ရိုက်ပြပေးပါမယ်ပုံမှန်ဒါမျိုးဗီဒီယိုတွေလုံးလေးမရှိပြမယ်ဒီနေ့ကအားလည်းရလည်းဖြစ်တယ်ဆိုတော့စမ်းပြီးတော့ရိုက်ကြည့်ပါမယ် Okay ဆိုတော့ကျွန်တော်မနေ့အရာထားရင်အတန်းနိုင်ဆုံးစူးစမ်းပြီးတော့မလုပ်ဖြစ်တဲ့အရာကကျွန်တော်ဖုန်းသုံးတာပေါ့နော်ကျွန်တော်အခုကတော့ဗီဒီယိုရိုက်တာဆိုတော့ဗီဒီယိုရိုက်ပါတယ်ဖုန်းသုံးပြီးတော့ဗီဒီယိုရိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဆိုလိုတာဒီဟိုမှာ Facebook သုံးတာတို့ဒီ social media နဲ့ပတ်သက်တာတွေနောက်ထပ်ဒီဖုန်းဆက်ခွင့်ကိုချာမကြည့်ရင်ဘူးဗျာဟိုဆိုမနက်ဖင်းမှာအဲ့လိုဖုန်းဆက်ခွင့်ကိုနိုင်ဘက်ကနေတနားရီလောက်ကြည့်မိသွားရင်တနေ့ကုန်နေရထိုင်ရတာအဆင်မပြေပါဘူးကျွန်တော်တို့တော့အဆင်မပြေပါဘူးအဲကြောင့်ကျွန်တော်မနက်ပိုင်းမှာကျွန်တော်လုံးလေးရှိတဲ့အရာကကျွန်တော်လမ်းခဏလျှောက်လေးရှိပါတယ်ဟုတ်လို့လမ်းကိုကျွန်တော်နိုင်ကွက်ပေါ့နော်နိုင်ကွက်45မိနစ်တနာရီပုံမှန်လမ်းလျှောက်လေးရှိပါတယ်ဒါတော်တော်လေးကောင်းနေဗျမနက်ခင်းမှာအရာထမျက်နှာဖာညာတစ်ပြီးတော့ကျွန်တော်ပေါ့နော်အဓိကအခန်းထဲမှာနေပြီးတော့ဒီဖုန်းဆက်ခရင်ကိုအချိန်ပေးရတဲ့ဒီအပြင်ထွက်လိုက်တာပေါ့နော်အပြင်ကိုထွက်လိုက်တော့တခါတည်းဗျတနေ့ကုန်လုံးအတွက်ကျွန်တော်တို့ကဒီတကယ် fresh ဖြစ်တယ်ဗျတန်ရှင်းမှုစပြီးခံစားရတယ်လို့ကျွန်တော်ဒီကတော့စိတ်ကြည်လင်မှုဗျဘာလို့ဆိုတော့တနေ့ဟိုမနက်ခင်းမှာကျွန်တော်လှုပ်လိုက်တဲ့အရာတစ်ခုကစိတ်ကြည်နေမှာတနေ့ကုန်နေရထိုင်ရတာအဆင်ပြေရလို့တော့ကျွန်တော်မြင်နေဗျကျွန်တော်ကတော့ပုံမှန်အရာထားပြီးဆိုတော့လည်းလမ်းလျှောက်လေးရှိပါတယ်အဲ့တော့ခဏနေတော့ကျွန်တော်လမ်းသွားလျှောက်လိုက်ပါအောင်မယ်ကျွန်တော် TV ရွေးထဲမှာကကျွန်တော်တနေ့ကုန်လုံးပေါ့နော်ဘာလုပ်တယ်ဆိုတော့ဟိုရိုက်ပြပေးပါမယ်ပုံမှန်ဆိုလို့ရိုက်လေးတော့မရှိပါဘူးဆိုတော့TV ရွေးထဲမှာကကျွန်တော်အနေနဲ့ကျွန်တော်တိထားရကိုလည်းပြန်ပြီးတော့ share ပေးမယ်ဗျာကျွန်တော်အကြောင်းအရာကတော့တစ်မျိုးတည်းတော့ရှိမှမထင်ဘူးဗျကျွန်တော်အချစ်အကြောင်းလည်းပြောရင်ပြောမယ်ဒီကျွန်တော်နေနေတဲ့နိုင်ငံအကြောင်းကိုလည်းကျွန်တော်ပြောမယ်ကျွန်တော်စိတ်ထဲခံစားမိတဲ့အရာတွေကိုကျွန်တော်ပြောပြပါမယ်ဆိုတော့ကျွန်တော်အနေနဲ့ဟိုပထမဆုံးပြောရင်ဒါအချစ်ပေါ့နော်အချစ်ကိုဘယ်လိုမြင်လဲပေါ့ကျွန်တော်အချစ်ကိုမြင်တဲ့အရာနှစ်ချက်ရှိရပြပထမဆုံးကအရင်ဆုံးအဲ့ကျွန်တော်အခုလက်ရှိအချိန်မှာလက်ခံထားတဲ့အချစ်ပေါ်မှာအချက်နှစ်ချက်ကိုမပြောခင်ကျွန်တော်အသက်12နှစ်13 14လောက်တော့အချစ်ကိုလက်ခံနေတာနဲ့အခုအသက်20ကျော်လာတဲ့အချိန်မှာအချစ်ကိုလက်ခံပုံချင်းအတော်လေးခွဲသွားတယ်ရင်တော့ပြောရရင်အသက်ငယ်ရွယ်စဉ်တော့ကျတော့အချစ်ကိုကျွန်တော်ကချစ်တာတခုတည်းပဲသိတယ်ကျွန်တော်မှအနာဂတ် plan တွေမရှိဘူးတယောက်နဲ့သူနဲ့ကိုနဲ့အဆင်ပြေအောင်အနာဂတ်မှာဘာတွေလုပ်တင်တယ်စောင်းရန်ရှောင်းရန်နေကျွန်တော်ဘာမှမသိကြအောင်အဲကြောင့်ပဲကျွန်တော်တို့ငယ်ရွယ်စဉ်ကချစ်ခဲ့တဲ့သူတွေကတက်ဆုံးနိုင်ပေါင်းဖတ်ဖို့ခက်ခဲတယ်ဗျာရှိရရှိကြတယ်ဒါပေမဲ့အရန်ရှားတယ်ပေါ့နော်ကျွန်တော်အဲ့လိုမြင်မိတယ်ကျွန်တော်တို့ငယ်ရွယ်စဉ်က basic အရန်ဟိုမှာအခြေခံကြတဲ့အချက်လေးတွေကိုပဲကျွန်တော်တို့ကအာရုံစိုက်လေးရှိကြတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့အသက်20ကျော်လာပြီးတော့ဟိုအချိန်မှာကျတော့အချစ်ကပို့ပြီးတော့လေးနက်လာတယ်ဗျာတယောက်နဲ့တယောက်ပုံစံချင်းတော့မတူဘူးကျွန်တော်ပုံစံကတော့ကျွန်တော်ကအချစ်ကိုကစားစရာတခုလို့မမြင်ဘူးအခုခေတ်စကားနဲ့ပြောရဲဆိုတော့ play တာပါဗျာကျွန်တော် play ရတာမျိုးကိုကျွန်တော်သဘောမကျအောင်ကိုယ်တိုင်လည်းမလုပ်ဘူးဗျာဘာလို့ဆိုတော့ကျွန်တော်မကြိုက်ဘူးဗျာကျွန်တော်စိတ်ထဲမှာကိုကအဲ့ဒီအရာတခုကျွန်တော်လုံးဝသဘောမကျအောင်ဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ချစ်ကိုလက်ရှိအချိန်မှာကျွန်တော်အချက်နှစ်ချက်နဲ့လက်ခံထားရပါတော့ဆိုတော့အချစ်ဆိုတာကိုကျွန်တော်ဘယ်လိုမြင်လဲဆိုရင်ပထမတစ်ချက်ကကျတော့အချစ်ဆိုတာကိုချစ်ရတဲ့သူတယောက်ကိုပိုကောင်းဖို့အတွက်ပဲတွေးပေးရလို့ကျွန်တော်မြင်တယ်သူ့ဘဝလေးပို့ပြီးတော့တိုးတက်သွားဖို့သူ့ဘဝလေးပိုမိုကောင်းမွန်သွားဖို့အမြဲတမ်းအဲ့လိုလေးပဲတွေးပေးတာပေါ့နော်အဲ့ဒါကိုကျွန်တော်အချစ်လို့ခေါ်တယ်ကျွန်တော်အသေးစိတ်တော့ရှင်းမပြတော့ပါဘူးဒါကျွန်တော်လက်ခံထားတဲ့အချက်နှစ်ချက်ထဲကအဓိကအရာကိုပဲကျွန်တော်ပြောပြပေးပါမယ်ဒုတိယအချက်အနေနဲ့ကကျတော့အချစ်ဆိုတာ
လက်လွတ်ပေးခြင်းဆိုပြီးတော့ကျွန်တော်မြင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတစ်ခါလေကြာရင်အချစ်ဆိုတာရုပ်ရှင်ဇာတ်လမ်းတွေလို့မဟုတ်ဘူးဗျတယောက်နဲ့တယောက်အရန်အောင်မှချစ်ပေမဲ့ခွဲခွာတာမျိုးတွေလည်းတကယ်ရှိပါတယ်ဒါဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ကလူတယောက်ကိုတကယ်ချစ်ရင်နဲ့ဘာမဆိုရင်ဆိုင်ရရတယ်ဆိုပြီးတော့ကျွန်တော်ကြားဘူးတယ်တခါလေကြာရင်အဲ့ဒီအရာက100%တော့မှန်မနေဘူးဗျတကယ်လက်တွေ့ဘဝကြီးမှာကအဲ့လိုမျိုးအချစ်တွေတကယ်ရှိခဲ့ကြပါတယ်တကယ်ရှိကြပါတယ်အရန်အောင်မှရှားရတယ်ပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာကတော့လူတယောက်နဲ့တယောက်ကအစင်တစ်မဖြစ်သေးပဲနဲ့ကျွန်တော်တို့100%တော့အနေထားနဲ့ပြောတယ်40%လောက်အထိတယောက်နဲ့တယောက်ကအခြေအနေတစ်ခုကိုမရောက်သေးပဲနဲ့အချစ်ကိုစတင်တာရှည်ရှည်မှာပေါ့နော်ခက်ခဲတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်လည်းတစ်ချိန်ကဒီစကားကိုလက်မခံခဲ့လူတယောက်ကိုတကယ်ချစ်ရင်ဘာမှဆိုရင်ဆိုင်ရရမယ်ဆွန့်လွတ်ရရမယ်ဒါပေမဲ့တကယ်လက်တွေ့ဘဝကြီးမှာတကယ်ခက်ခဲပါတယ်ကဲဗျာကျွန်တော်ကအဲ့လိုမျိုးပဲလှုပ်လိုက်တယ်ထားတကယ်ရေးရှိကိုတွေးကြည့်မလွယ်ပါဘူးတကယ်မလွယ်ပါဘူးကျွန်တော်တို့လူကြီးတွေပြောတဲ့စကားတစ်ခုလို့ပေါ့ဆန်အိုးထဲမှာဆန်မရှိရင်အချစ်နဲ့စားလို့မရဘူးပေါ့နော်အဲ့ဒါမှန်တယ်ဗျဒါပေမဲ့ဒီလိုမျိုးပြောရင်ကျွန်တော်တချို့ကပြောလိုက်မယ်ပေါ့နော်ဘာမှမရှိခင်ကအတူတူကနေပြီးတော့ရှိသွားချိန်ဒီအတူတူအဲ့ကြောင့်ကျွန်တော်ခုနကအဲ့ဒီစကားကိုပြောတာပါမရှိဘူးမဟုတ်တကယ်ရှိတာပါတယ်အရန်အောင်မှရှားတယ်နောက်ပြီးတကယ်အဲ့လိုမျိုးတိဆောက်ဖို့ကတော်တော်လေးခက်ခဲဆိုတော့ကျွန်တော်ပြောပြချင်တာပါဘာလို့လဲဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်ကအခြေအနေချင်းမတူကြဘူးဖြတ်တန်းပုံချင်းမတူကြဘူးအဲ့ဒီအချိန်မှာမှနှစ်ယောက်အတူပေါင်းဖက်ပြီးတော့ဖြတ်တန်းရမယ်ဆိုတာအစင်သင်းမဖြစ်သေးခင်တယောက်နဲ့တယောက် ready ပေါ့နော်အစင်သင်းမဖြစ်သေးခင်မှာခက်ခဲတယ်လို့ကျွန်တော်မြင်တယ်အခုခေတ်လိုမျိုးအခုခေတ်မှာဆိုရင်ပို့ပြီးတော့ခက်ခဲနိုင်တယ်ဗျဘာလို့အဲ့လိုမျိုးပြောရလဲဆိုတော့အခုခေတ်မှာဆိုရင်အရာအလုံးကအလွယ်တကူရတဲ့ခေတ်လို့ဖြစ်လာပြီဗျခုခေတ်မှာကျွန်တော်တို့ LDRs လို့ခေါ်တဲ့ long distance relationship တယောက်နဲ့တယောက်တနိုင်ငံစီမှာဖြစ်ကြတာမျိုးရှိရဲနောက်ထပ်အနေနီးတဲ့ချစ်သူတွေဆိုရှိကြတယ်အဲ့ဒါမှ long distance relationship ကတိဆောက်ရတာကျွန်တော်တော်တော်လေးခက်တယ်လို့ကျွန်တော်မြင်မိတယ်ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ကမမြင်ရဘူးဗျာဆိုတော့အဲ့ဒီမှာအရေးကြီးဆုံးက trust ဆိုရယ်ယုံကြည်မှုပဲဗျာယုံကြည်မှုနဲ့ပဲကျွန်တော်တို့ကတိဆောက်ရတယ်ဗျာယုံကြည်မှုနဲ့တိဆောက်ရတယ်စိတ်ရှည်ခြင်းတွေနဲ့ကိုရိုးနှစ်ယောက်စုံလာမဲ့အချိန်ကိုစောင့်ဆိုင်းရတယ်ဆိုတော့တဖြည်းဖြည်းနဲ့အချစ်ဆိုတဲ့အရာကတည်မြဲဖို့ကအခုခေတ်မှာပို့ပြီးတော့ခက်လာတယ်လို့ကျွန်တော်မြင်နေဗျဘာလို့လဲဆိုတော့အရာအလုံးကအလွယ်တကူရလာလို့ဗျကျွန်တော်ဆိုလိုချင်တာကမရှိဘူးလို့တော့ကျွန်တော်မပြောလို့ပါဘူးရှိကြပါတယ်တကယ်ရှိကြပါတယ်တကယ်အဲ့လိုမျိုးပေါ့နော်တကယ် long distance ပဲဖြစ်ဖြစ်ကိုဒီငယ်ရွယ်စဉ်ကလေးကနေပြီးတော့ချစ်ကြိုက်ခဲ့ပြီးတက်ဆုံးနိုင်ပေါက်ဖက်သွားတဲ့သူတွေမြင်အရန်လည်းအားကြလို့တကယ်လည်းသဘောကျပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့အချစ်ဆိုတာသူ့ဘဝလေးပို့တိုးတက်ဖို့ပိုကောင်းမွန်ဖို့ရယ်နောက်တစ်ချက်ကကြတော့အချစ်ဆိုတာချစ်နေရုံထက်ဘလောက်ပဲချစ်နေတခါလေကြာရင်အကြောင်းမျိုးမျိုးကြောင့်လက်လွတ်ပေးရမျိုးကြီးရှိပါတယ် Okay နောက်တစ်ခုကကျွန်တော်တို့ပထမဆုံးအနေနဲ့ကြွားဝါလိုရစိလုံးဝမရှိပါဘူး Okay ဆိုတော့ပြပမှာနေတဲ့လူငယ်တယောက်အနေနဲ့ကျွန်တော်တို့ကဒါမျိုးအသားတွေကိုကျွန်တော်တို့ကြိုပြီးတော့ဝယ်ထားရတယ်ဘာလို့လဲတနေ့စာသွားဝယ်လို့အဆင်မပြေပါဘူးဆိုတော့ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ဗီဒီယိုတင်ထားတယ်15ရက်စာဈေးဝယ်တာတော့အများကြီးပဲဗျာဒါအိမ်မှာချက်ဆိုင်ရင်ပတ်စံလည်းအများကြီးဆေးဖြစ်ပါတယ်ဒါကျွန်တော်အသားတွေဝယ်ထားရတယ်ထဲမှာကြောင့်ကျွန်တော်တို့ကအာလူကတလေးတော့အာလူရှိမယ်ချာပီနတ်ဘတာတို့မိုဇွဲလာချီစ်တို့ချက်ဥဒါတော့ကျွန်တော်ပရာဒါပေါ့နော်ကလားဆိုင်ကနေပြီးတော့အိန္ဒိယပေါ့အိန္ဒိယဆိုင်ကနေပြီးတော့ပရာဒါဝယ်ထားပါတယ်နွားနို့ရှိမယ်တရသီးရှိမယ်တခြားဒီလောက်ပါပဲဒါတော့ကျွန်တော်တငယ်ချင်းပါစင်ဒရလာလေးပေါ့ စင်ဒရလာရဘလို့စင်ဒရလာကြီးတော့ဒီဆိုတော့ဟိုကသမင်းတယ်မယ်သမင်းကတော့ပုံမှန်အတိုင်းပဲတစ်ခွက်ပါနော်Okay စင်နေကျွန်တော်တို့က jasmine ရယ် basmati ရယ် rice
2မျိုးသုံးတယ်အဲ့ထဲမှာကျွန်တော်တို့ကကျွန်တော်ကြိုက်တာကတော့ basmati က basmati လားမသိဘူးကျွန်တော်မကောင်းမနိုင်နေဗျ basmati ကဆန်ပေါင်းဆန်လိုမျိုးတော့ဆန်နည်းနည်းရှည်တယ်နောက်ပြီးတော့ကျွန်တော်တို့စားရတာပိုကောင်းတယ်ဗျဒီဆိုတော့ဆန်တဲတာကတော့အခက်ဆုံးလုပ်ပါလာကားစားပါဆန်အိုးမတင်ကျွန်တော်အရင်တော့ဆေးပေးဖို့လိုရတယ်ဆိုတော့ဒီ my life ဆိုတော့လေကျွန်တော်လုံးသမျှရိုက်ကြဖို့လုံးမယ်ချင်းလို့ဆန်ချက်တာပါရိုက်ပြပေးတာပါကျွန်တော်တို့သမင်းမစားတာ2ပတ်3တစ်လ3ပတ်လောက်ပေါ့နော်သမင်းမစားပြဘူးဆိုတော့သမင်းဖြတ်ပြီးတော့ protein ဖြစ်တဲ့အသားကိုများများစားပြတယ်ဒါပေမဲ့လူကတော့ဝနေတော့မယ်ဟောလဲဆိုတော့စားတယ်ဗျာစားတာတော့တော်တော်စားပါတယ်ဆိုတော့တစ်နေ့လောက်က2024တစ်နှစ်လုံးကရှုပ်ချက်တွေခက်ပြီးတော့ကျွန်တော်တို့ဗီဒီယိုလည်းမရိုက်ဖြစ်ဘူး။ဘာဗီဒီယိုမှလည်းတိတ်မတင်နိုင်ဘူး။နောက်ကိုချမ်းမာတွေကိုလည်းကျွန်တော် view မဆိုင်နိုင်ခဲ့ဘူး။ဆိုတော့အခုချိန်မှာအဲ့ဒီတန်ကိုကျွန်တော်ပြန်ပြီးတော့ဖြစ်ရတယ်။ဟိုအခုပြန်ဝလာတယ်တော်တော်လေးကိုဝသွားတယ်။2023တုန်းကလည်းတခြားစီဖြစ်သွားပြီ။တော်တော်ကြီးဝသွားတယ်။အများကြီးပါပဲ။ခု2025မှာတော့အတက်နိုင်ဆုံးပြန်ပြီးတော့စူးစမ်းပြီးတော့ဗီဒီယိုတွေပုံမှန်တင်နေတိုင်းစိတ်ကိုကြည်ကြည်လင်လင်လေးထားပြီးတော့လှုပ်ရှားမှုလေးလုပ်ပြီးလေ့ကျင့်ခန်းရဆိုပြီးတော့မလုပ်ဖြစ်သေးပါဘူးဆိုတော့အစားကိုလည်းအတတ်နိုင်ဆုံးအစားကောင်းတာလေးတွေကိုရွေးပြီးတော့ချက်စားဖြစ်တယ်ကဲဆိုတော့စံချက်ခုကမနေ့ကချက်ထားရဝတ်သားအချိုချက်ပေါ့နော်ကျွန်တော်ဗီဒီယိုလည်းတင်ထားပါတယ်ဝတ်သားအချိုချက်ဗီဒီယိုတဲမှာဝတ်သားအချိုချက်တော်တော်လေးစားလို့ကောင်းပါတယ်ချက်ကြည့်ပါကျွန်တော်ပြားရီသုံးထားရပါတော့ပြားရီကအဓိကအရေးကြီးရယ်နောက်ပြီးရင်ဆန်အိုးကိုကျွန်တော်တို့ဒီအောက်တွေကိုတုပ်ပေးဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဆန်အိုးတည့်တဲ့အချိန်မှာဒီမှာတော့ကွိုင်းပါတယ်အပူပေးရတာအဲ့ဒါအခက်မသိဓာတ်လိုက်တယ်အဲ့ဒါအရန်အနေများတယ်အရန်အနေများပါတယ်အဲ့တော့သတိလေးထားပြီးပါပြီးဆိုတော့ကျွန်တော်ဆန်ကျွန်တော်တစ်ခွက်ထည့်တယ်ဆိုတော့ရေကိုကျွန်တော်ဘယ်လောက်ထည့်လဲပေါ့နော်ပုံမှန်အားဖြင့်သူတို့မသက်ရတော့ဆန်တစ်ခွက်ကြီး2ခွက်လို့တော့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ကရေကိုတစ်ခွက်စိုးလောက်ပဲထည့်တယ်ဟုတ်တော့2ခွက်လောက်ထည့်အရန်မာသွားလို့ဗျာဒီအောင်တော့ကျွန်တော်ခွက်ခွဲလောက်ပါနော်ကျွန်တော်ထည့်မယ်ဆန်ကိုဒါမျိုးလေးပုံမဖြစ်ပေးလိုက်ပါမယ်ဆိုရင်တော့နောက်ထပ်15မိနစ်20လောက်နေကျွန်တော်တက်ဟာရပြီခုကတော့သမင်းပြန်စားပြစ်တယ်အရင်တော့မစားပြစ်ဘူးဒီကအသားတို့ဟင်းဒီဟင်းရွက်ကိုအတတ်နိုင်ဆုံးစပြီးတော့ရွေးစားပြစ်တယ်ဟိုတော့ကိုကျမ်းမာကြီးကိုပဲ view စားရမှာမလို့โอเคတော့ခလုတ်ဒီလိုဖွင့်ဖို့လည်းမမေ့ပါနဲ့ကျွန်တော်မလုပ်တယ်ဆိုတာလိုက်ပြီးတော့ပြပြပေးရပါဟောဒီညကဆေးထားတဲ့ပကံတွေခွက်တွေအကုန်လုံးကိုနေရာတကျပြန်ထားပါမယ်ခုကတော့ထုံးစံတိုင်း YouTube သုံးပါမယ် YouTube စသုံးပါ YouTube မှာကိုသိကျင်တဲ့မှန်သမျှအကုန်ရှာလို့ရပါတယ် YouTube သုံးပါဆိုတော့ YouTube သုံးလိုက်ပါအောင်မယ်ဆိုတော့သမင်းလေးချက်သွားပြီမင်းချက်မင်းစားနေရဟောကမနေ့ကဝတ်သားအချိုချက်ထားတယ်ဝတ်သားအချိုကျွန်တော်တို့ကဒီမှာဘယ်လိုလုပ်လဲဆိုရင်ချက်ထားပြီးရေခဲသရနဲ့တင်ထားတယ်နောက်ပြီးကျွန်တော် microwave အပူပေးပြီးတော့ပြန်စားပါတယ်ဒီမှာတော့ဒီလိုပဲလုပ်လို့ရှိပါတယ်ကျွန်တော်သိတော့ရေရှည်မှာအဲ့ဒါကျမ်းမာရေးတွေကတိတ်ပြီးတော့မကောင်းလို့ပြောရပြဒါမဲ့လည်းအဆင်ပြေလို့တော့လုပ်ရတော့ပဲဆိုတော့ဒါမျိုးပကံနဲ့တင်ထားတယ်ဒီထဲမှာဒါမနေ့ကချက်တဲ့ဝတ်သားအချိုချက်ကျွန်တော် microwave 3မိနစ်လောက်3မိနစ်လောက်ပြီးရမယ်ဒီ
သမင်းလေးရပြီဆိုတော့သမင်းနဲ့ဆွဲမယ်မင်းပူတော့အရင်အေးခံအောင်မယ်ဒါလည်းချုံမနေ့ကအိန္ဒိယဆိုင်ကနေပြီးတော့ကျွန်တော်အကြော်ပေါ့နော်ကြော်ကဟိုလိုစာကလေးကိုကြော်အဲ့လိုမျိုးပုံစံဘယ်လိုခေါ်လဲတော့မသိဘူးဒီကောင်လေးနဲ့စားပါမယ် actually had their own crypto coming out. Before NFTs becameဒီဗီဒီယိုကတော့ကျွန်တော် YouTube သုံးနေနောက်ပြီးကျွန်တော်နေတဲ့သားစားဘာသာလုပ်ပြီးတော့ဗီဒီယိုကြည့်နေနေကျွန်တော်အိပ်ပျော်သွားတာအဲ့ဒါကျွန်တော်တကယ်ချင်းကကျွန်တော်အိပ်ပျော်နေတဲ့အချိန်မှာရိုက်ထားတာပါဆန်ဦးဒါမျိုးလေးဟိုဖြစ်ပြလိုက်ပါမယ်ခုကနေ့လယ်တနာရီ15တနာရီ16လူမှမရှိဘူးတယောက်တည်းပဲတရက်သီးလေး3ဆောင်မအောင်တရက်သီးလေးစားရင်းနဲ့ခုမိတ်ဆွေတို့ကြည့်နေတဲ့ A Day in My Life video ကိုအဲ့ဒီနေ့လုပ်နေပါတယ်ဟုတ်ကဲ့15မိနစ်20တောင်းနေစုံတယောက်ကိုလည်းလွှမ်းနေပါတယ်
I was going to be doing it in 1 month because I'm the best trainer in the world. It took me over a year to complete the 100 to the Mill series. It took me to the bottom where I even took a break from social media. စားလိုက်ပါဦးမယ်ဗျာ YouTube တော့ရင်းနဲ့ attempts where I was up 3 ကျွန်တော်တော့အားရင် YouTube ပဲသုံးပါတယ် I ended up blowing in See more content from the Long Lean channel. Make sure you subscribe. Make sure you follow me on Instagram to get updates on when a new video is dropped. We finally found a new shooter. ခုကနေလေ3နာရီခွဲသွားပြီအားလေးရမှာအပြင်မသွားဘူးလားပေါ့နော်မေးရရှိရမသွားလိမ့်မရှိပါဘူးတခါလေတော့လည်းသွားပါတယ်ပုံမှန်အဖြစ်ဘယ်မှမသွားချင်ပါဘူးကိုအိမ်မှာပဲအေးစစ်စစ်လေးအနားယူပြီးတော့ကိုလုံးဆရာရှိတာတွေပဲပို့ပြီးတော့လှုပ်ချင်ပါတယ်လို့အေးစစ်စစ်လေးပဲဗျာအေးစစ်စစ်လေး chill ပေါ့နော်အေးစစ်စစ်လေးနောက်ကလပ်ဒီဘားတွေသွားတာကြိုက်လားဆိုတော့မသွားပါဘူးသဘောမကျလို့ပါကျွန်တော်ရဲ့ type မဟုတ်လို့ပါဒီကလို့အေးစစ်စစ်နေရတာကိုပဲကြိုက်ပါတယ်ဒါပေမဲ့တကူတော့ရှိပါတယ်အိမ်မှာအဲ့လိုမျိုးတချင်းကျဲကြီးဖွင့်တာမျိုးတွေပြင်ကောပေါ့အဲ့တချင်းနဲ့ like ကတာမျိုးတော့သဘောကျပါတယ်အဲ့လိုကလပ်ဒီဘားတွေတော့သွားလိမ့်မရှိပါဘူးဒါမဲ့လေအသက်17နှစ်12နှစ်13 14လောက်ကတော့သွားပါတယ်အခုတော့မသွားတော့ပါဘူးအဲတော့ကတော့အိမ်ဦးနဲ့ကျမ်းမြင်လို့သွားခဲ့ဦးပါတယ်ပြောတော့ပါခေါ်အေးစီစီလေးပဲနေချင်မှာတော့တယ်ဗျာကိုလုံးဆရာရှိရလေးလောက်ဗီဒီယိုလေးရိုက်ကိုတက်နိုင်လောက်လူတွေကိုပြန်ပြီးတော့မျှဝေပေးပင်ကောကိုအေးစီလေးဒီဘက်နေအဲ့လိုဒီဘက်နေချင်မှာတော့တယ်ဗျာ The more I earn, ခုကတော့ကျွန်တော်9နာရီထိုးပါပြီ so if you lost everything today, ထုံးစံတိုင်းပဲ how would you rebuild your wealth? ကျွန်တော် YouTube ကြည့်နေပါတယ် Hey everybody, it's K from Asian Boss. Did you know that Singapore has one of the ခုကတော့ကျွန်တော်ပလာတာပေါ့နော်ပလာတာအိန္ဒိယဆိုင်ဝင်လာပလာတာကိုသူကအခုလိုမျိုးပန်ထဲမှာတစ်ဖက်ကို2မိနစ်လောက်စီအပူပေးရမယ်လို့ပြောပါတယ်ပလာတာတော်တော်လေးပြော့နေတယ်ဗျโอเคဆိုတော့စမ်းစားကြည့်လိုက်ပါဦးမယ်ဗျာပလာတာဆိုကျွန်တော်ပဲလေးပါလေးပေါ့နော်ပဲလေးပါလေးနဲ့ရှင်းတော့ပို့ပြီးတော့မိုက်ဒါမဲ့လည်းကိုကတော့မရှိရတဲ့အတွက်ကျွန်တော်ပလာတာလေးပဲစားကြည့်ပါဦးမယ်ဗျာဒီ vlog ကကျွန်တော်တော်တော်လေးတော့ရှိပြီဗျမိနစ်30လောက်ရှိသွားတယ်ဒီနေ့ဒါပေမဲ့လည်း a day in my life ဆိုတော့လေကျွန်တော်ပေါ့ပါပေါ့နော်အကုန်သာရိုက်ပြလိုက်ပါတယ်အကုန်ဆိုပေမဲ့လည်းတချို့အရာတွေတော့မပါဘူးပေါ့ဗျဒီကအရာကြီးလောက်ပဲကျွန်တော်ရိုက်ပြလိုက်ပါတယ်ဆိုတော့ကျွန်တော်သူကထုတ်မှာသူကထုတ်သေးလေးပေါ့နော်အဲ့လိုထုတ်သေးလေးမှာထုတ်သေးတော့မဟုတ်ထပ်ပြီးတော့ထုတ်ထားတဲ့အထဲမှာတစ်ခုမှ9ခုပါတယ်ကျွန်တော်9ခုလုံးလောက်လိုက်တယ်ရှေ့မှာ2ခုစားပြီးသွားပြီတစ်ခုကပန်ထဲမှာပဲရှိသေးတယ်အရသာကျွန်တော်စားပြီးသွားပြီပေါ့နော်အဓိကစားပြီးတော့ပြန်ပြောပြခြင်းလို့စားလို့ကောင်းလားပေါ့ ready made ပလာတာပေါ့သူတို့အခေါ်တယ်ကျွန်တော်မြန်မာကျတော့ပလာတာထက်တရာပလာတာလို့ခေါ်ကြရဗျာစားလို့ကောင်းပါတယ်တော်တော်လေးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်သိရကတော့ဒါရ2026ဒီခံတယ်ဗျာ2026ဘယ်လားထိဆိုလားဆိုတော့သူတို့ကဒါတာချေခံဈေးတွေတုံးထားဗျာဒါရလူလုံးထားတဲ့အစားအသောက်တွေဗျာအဲ့တော့ကျွန်တော်တနေ့ရမှာဖတ်မိရလူလုံးထားတဲ့အစားအသောက်တွေကိုအဓိကရှောင်တင်နေပေါ့နော်ဒါမဲ့လည်းကျွန်တော်လူတွေကပဲပြန်စားနေရဗျာဘာလို့လဲဆိုတော့လူတွေကလှုပ်တယ်လူတွေကပဲပြန်စားဒါပေမဲ့အခုဆိုဒီလိုပဲဗျာကျွန်တော်ဆိုရင်ဒါတစ်ခါမှမစားဘူးကျွန်တော်မစားတာနှစ်နှစ်ကျော်သွားပြီဗျာဒီမှာကျွန်တော်နေတဲ့ဒီ Los Angeles မှာကမြန်မာဆိုင်တွေရှိပါတယ်ဒါပေမဲ့ကျွန်တော်ထက်တရကျွန်တော်မမိတော့မစားဘူးကျွန်တော်စားလို့မွေးငါတို့မုံတီတို့အပိတန်ပေါတို့ရှမ်းခောက်ဆွဲပုံမှန်ပဲပေါ့နော်ကျွန်တော်ထက်တရတော့မစားဖြစ်ဘူး
အဲကြောင့်2နှစ်ကျော်သွားပြီပြောတာကျွန်တော်စားပြီးပထမဆုံးအချက်ကိုစားကြည့်တဲ့အချိန်မှာတော်တော်လေးကောင်းပါတယ်8ရောက်တော့ထမ်းတော့ပေးလို့ရပါတယ်10မှတ်မှာဆိုရင်10မှတ်လောက်ပေးလို့ရပါတယ်ဆိုးပါဦးဒါပေမဲ့ကျွန်တော်ဖတ်ဘူးတဲ့ထဲကလူလောက်ထားတဲ့အစားအစာဖြစ်တဲ့အတွက်အမြဲတမ်းစားရင်တော့မကောင်းနိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တော့မှဒါအကြာကြီးနေမှဒါစမ်းစားကြည့်ရပါတခါမှလည်းမစားဘူးအကြောင်းပါပါတယ်ဒါကတော့ကျွန်တော်တီးရလေးကိုပြန်ပြီးတော့မျှဝေပေးတာပါစားလိုက်ပါအောင်မယ်သုံးဆောင်ကြပါအောင်သုံးဆောင်ကြပါအောင်ဆိုရင်ကိုယ်ရက်ကကောင်းပါရဲ့အရာကတော်တော်နီးစပ်ပါတယ်ဆိုတော့ခုကကျွန်တော်ညနေ6နာရီထိုးပါပြီကျွန်တော်ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်စားကတော့ညအထိညအိတ်တဲ့ချိန်ထိရိုက်ပြပေးဖို့စဉ်းစားထားမယ်ကျွန်တော်လှုပ်ရှားရှိရရင်လည်းလောက်ရအောင်မယ်တခြားကိစ္စတွေလည်းလောက်အောင်မယ်ဆိုတော့ဗီဒီယိုဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပါမယ်အားလုံးပေါင်းဗီဒီယိုကမိနစ်30လောက်တော့ကြာသွားပါတယ်တကယ်အဆုံးထိကြည့်ပေးတဲ့သူကိုကျွန်တော်တကယ်ပါ appreciate ပါအဆုံးထိကြည့်မပေးဘဲနဲ့ကျွန်တော်ဗီဒီယိုပေါ့အဆုံးထိမကြည့်ရဆိုတော့ကျွန်တော်ဒီအပိုင်းကိုတော့မရောက်မယ်မထင်ဘူးဗျဆိုတော့ကျွန်တော်အနေနဲ့တကယ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒါမျိုးဗီဒီယိုတွေဟိုးအရင်လွန်ခဲ့တဲ့2နှစ်2023လုံးကတော့ရောက်ခါစားဆိုတော့စိတ်တွေလှုပ်ရှားပြီးတော့ဗီဒီယိုတွေအများကြီးလုပ်ခဲ့ပူပါတယ်2024တနေ့လုံးကတော့ဘာမှကိုသိမလုပ်ဖြစ်ပါဘူးရောက်ခါစားတော့ကတော့ဗီဒီယိုတွေတော်တော်လေးရိုက်တယ်တချို့ဗီဒီယိုတွေဆိုရင်တော်တော်လေးရှည်ရဲ့ဗီဒီယိုတွေကျွန်တော်ရိုက်တာရှိရ holiday part 1 part 2လို့အဲ့လိုမျိုးကျွန်တော်ရှိပါတယ်ကျွန်တော်ဒါမျိုး holiday ဒီနားရက်ပေါ့နော် a day in my life ကတော့ဒါကျွန်တော်တိတ်ပြီးတော့မလုပ်ခုပါဘူးဒီထဲမှာပြောတာဆိုတာအမားများပါသွားခဲ့ရင်လည်းဘယ်လိုမှချစ်တဲ့စိတ်လေးနဲ့မြင်ပြီးဖို့မြင်တာရက်ခံပါတယ်။ဘာဖြစ်အားလုံးတကယ်ကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်တကယ်အစကနေအခုအဆုံးထိကြည့်ပေးတဲ့သူတွေရှိရဲဆိုရင်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye